ကျွန်တော်ဒီနှုတ်ကပတ်တော်ဖတ်ရင်းနဲ့ကျွန်တော်စီမရရှိတဲ့ဖွင့်ပြချက်ကိုဒီနေ့အတူတကွနားဆင်ဖို့ဖြစ်တယ်ပြီးတော့ဒီခုလိုအချိန်ကောက်ပြင်ဆင်ပေးတဲ့ဖျာရှင်နာမတော်ဘုန်းကြီးပါစေဆိုတော့ကျွန်တော်ဒီနေ့အခြေပြုခြင်းတဲ့အချမ်းနှုတ်ကပတ်တော်ကိုအတူတကွဖတ်ရဖို့ဖိတ်ကြားလိုပါလဲ56မြောက်သောစာလံကျမ်းအခန်းကြီး3အခန်းငယ်3နဲ့4 56ခုမြောက်သောစာလံကျမ်းကျွန်တော်နောက်လိုက်ဆိုရအောင်ကျွန်ုပ်ဒီကြောက်ရွံ့သောအခါကိုရိုနာခိုးလုံပါမည်ဖျားတခင်ကိုအမိပြု၍နှုတ်ကပတ်တော်၌ဝါကြွပါမည်ငါဒီဖျားတခင်ကိုခိုးလုံသည်ဖြစ်၍ကြောက်เสียမရှိလူဒီငါ၌အဘယ်သို့ပြုနိုင်သနည်းဖတ်ကြားတော်ရဲ့နှုတ်ကပတ်တော်ဖျားရှင်ကောင်းချီးပေးပါစေဖတ်ကြားတော်ရဲ့တာမီရောက်ခြင်းစီတိုင်းလည်းဖျားရှင်ကောင်းချီးပေးပါစေအာမင်ဒီနေ့ဒီနှုတ်ကပတ်တော်အဖြစ်ကျွန်တော်ဘာတွေ့ရမလဲဆိုတော့ဖျားတကယ်ကိုအမိပြု၍နှုတ်ကပတ်တော်၌ကြောဝါပါမည်လူတွေကငါ့ကိုဘာလုပ်နိုင်မလဲနော်ငါဖျားရှင်မှာခိုးလုံတဲ့လူတွေကျွန်တော်ဘယ်လိုလုပ်နိုင်မလဲဆိုတော့ကျမ်းကိုရေးတဲ့လူပုဂ္ဂိုလ်ရဲ့အသက်တာကိုကျွန်တော်လေ့လာမှာဖြစ်တယ်ကျွန်တော်အသက်တာမှာလဲဒီကဲ့သို့ပြောနေအောင်ဖျားရှင်ကျွန်တော်လူတော်ရှိတာဖြစ်တယ်ဟာလေလုယာပြီးတော့နံပါတ်1ထဲကကျွန်တော်ဖိလိပ္ပိဩဝါဒစာခန်းကြီးလေးအငယ်73ကိုအတူတကွဖတ်ရအောင်ဖိလိပ္ပိဩဝါဒစာလိုက်ဆိုရအောင် sorry ဖိလိပ္ပိဩဝါဒစာခန်းကြီးလေးအငယ်73ငါကိုကိုအားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ခတ်သိမ်းသောအမှုတို့ကိုငါတဆွမ်းနိုင်လက်ခုပ်တီးလက်ပရိုဖျားရှင်ကိုချီးမွမ်းရအောင်ဒီနေ့ခရစ်တော်အားဖြင့်ကျွန်တော်အရာအလုံးကိုတဆွမ်းနိုင်မှာဖြစ်တယ်အာမင်ဒီနေ့ဖျားရှင်ကထိုနှုတ်ကပတ်တော်ကိုတင်ထဲမှာအသက်ရှင်ခြင်းလို့ဒီနေရာကိုပို့ဆောင်လာတာဖြစ်တယ်ဟာလေလုယာအားနေလို့အချိန်ရနေလို့မဟုတ်ပါဘူးဒီနေ့ဖျားရှင်တယောက်ပို့ဆောင်နေတော့ကြောင့်ဒီနေရာကိုရောက်ရှိလာတာဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်ဒီနှုတ်ကပတ်တော်တစ်ခုကိုကျွန်တော်အခြေခံပြီးမှလေ့လာတဲ့အချိန်မှာဒီနေ့ကျွန်တော်ကိုတရားဟောဖို့တာဝန်မပေးခင်မှာကျွန်တော် MIT ကထုတ်တဲ့ Jim Noy Kovak ဆိုတဲ့ magazine ဆောင်းပါးကိုကျွန်တော်ဖတ်လိုက်တယ်အဲ့ချိန်မှာကျွန်တော်ဖတ်လိုက်တဲ့အထက်မှာကျွန်တော်ဘာခွန်အားရလူငယ်တွေအတွက်ဘာခွန်အားအရာဆုံးလဲဆိုရင်ဒါဝိမင်းကြီးမင်းကြီးမဖြစ်ခင်နော်ဒါဝိတိုးချောင်းသားကဂေါလိယက်ကိုတိုက်မဲ့ချိန်မှာသူကကြောက်ခဲလုံးလောက်စလုံးကြောက်ခဲလုံး၅လုံးကိုကောက်လိုက်တယ်ဒါမဲ့ဘယ်နှလုံးပဲသုံးလဲတစ်လုံးပဲသုံးတယ်ဒါဆိုအဲ့လေးလုံးကဘယ်နေရာသုံးဖို့လဲကတိကတမေခွန်းနော်ဘယ်လိုပြောမလဲတချို့သူတွေတက်တာအရေးမကြီးဘူးဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးလေးကိုတီးချင်တာအဲ့ဆိုအဲ့လေးလုံးကိုကျွန်တော်ဘယ်လိုလုပ်မလဲသူဘယ်နေရာမှာသုံးလဲဆိုတော့ဒွိဟဖြစ်ပြီးမှအဲ့အကြောင်းကိုလူငယ်တွေပြောပြချင်တယ်အဲ့ဆောင်းပါရှင်ကတော့ဘာပြောလဲဆိုတော့ဖယားရှင်ကအခုချိန်မှာကျွန်တော်ကိုဗစ်တွေတွေ့တယ်နိုင်ငံရေးအခြေအနေတွေကစိုးဝါးနေတဲ့အချိန်မှာဒီနေ့ဒါဝိရဲ့ကြောက်ခဲ၅လုံးကောက်တယ်လို့ကျွန်တော်ယူရမယ့်ပညာ၅မျိုးရှိတယ်လို့ပြောချင်တာဖြစ်တယ်အာမင်အဲ့ဒါတွေကဘာလဲဆိုတော့တင်းအသက်တာထဲမှာတင်းတီးပြီးသားအရာတစ်ခုတည်းပဲနဲ့ဒီနေ့မလုံလောက်တော့ကိုဗစ်ဖြစ်လိုက်တော့ကျောင်းတွေပေးလိုက်တယ်အချိန်ကြီးချီးပွဲတွေအားလုံးပိတ်ဆို့ခြင်းခါရလိုက်တယ်အဲ့အချိန်မှာကိုယ့်ရဲ့ကျွမ်းချင်းကဒီနေ့အသုံးမရဘူးဆိုလူတွေကမျောလင့်ရမယ်တီးဆောက်ရမယ်ဖြစ်သွားကြတယ်အကြောင်းအခုချိန်မှာလူငယ်တွေပညာကိုတစ်ခုပဲမတင်ပါနဲ့9ခုလောက်တင်လိုက်ပါဆိုရင်အဲ့ဆောင်းပါရှင်ကခွန်အားပြတာဖြစ်တယ်အဲ့ကြောင့်ကိုကျွန်တော်လူငယ်တွေကိုအရန်ဝင်ငါချင်တာတော့အဲ့ကျမ်းချက်ဘယ်မှာရှိမလဲဆိုမှကျွန်တော်လေ့လာတဲ့ချိန်မှာဓမ္မရာဇဝင်ပထမစာဆောင်အခန်းကြီး7အငယ်20ကနေ54မှာဒါဝိနဲ့ဂေါလိရဲ့စစ်တိုက်ခြင်းပုံပြင်လေးကျုံငယ်အခုချိန်ထိလဲဂျူနီယာ2လား3မှာ3လားမသိဘူးသူကတင်နေလိမ့်မယ်အဲကြောင့်ဖတ်ပြီးမှဖတ်လိုက်တဲ့ချိန်မှာခုနဆောင်းပါရှင်ပြောတဲ့အကြောင်းအရာတွေကိုဝေငှဖို့တဲ့ဒီအဲ့ကျမ်းချက်အဖြစ်ဖျားရှင်ကျွန်တော်ဖွင့်ပြတဲ့အရာတွေကိုကျွန်တော်သိလိုက်တဲ့အချိန်မှာအရာကို exciting ဖြစ်တယ်အရာကိုလာချင်နေတယ်လူငယ်စီအရာကိုတွားချင်နေတယ်ဒါပေမဲ့လူအဆက်ရတာရောက်နေတာ
ဝိညာဉ်ခွန်အရာအားနေတဲ့သူဆိုတော့နော်မရောက်နိုင်ဘူးဖြစ်နေဒါပေမဲ့ဖျားရှင်လမ်းပြမှုကြောင့်အခုချိန်မှာကျွန်တော်အခွင့်ကောင်းခါကောင်းဖျားရှင်ပြင်ဆင်ပေးတယ်ဆိုတော့အဲ့နှုတ်ကပတ်တော်နဲ့ပတ်သက်ပြီးမှကျွန်တော်ဝင်ငါမှာဖြစ်တယ်ဆိုတော့ဓမ္မရာဇဝင်ပထမစာဆောင်အခန်းကြီး7ခွန်အငယ်20ကနေ54ကိုကျွန်တော်တို့ဖတ်မှဖြစ်တယ်ဒါပေမဲ့အယောက်ချင်းတယောက်ချင်းစီကိုကျွန်တော်ဖိတ်ခေါ်ပြီးမှဖတ်စီမှာဖြစ်တယ်ဆိုတော့ကျေးဇူးတော်ပဲ SEM ကျောင်းသူကျောင်းသားလေးတွေကသူတို့မြန်မာကျမ်းစာလေးတွေပါလာတယ်နော်ဆိုတော့ဖျားရှင်လမ်းပြပေးတာဖြစ်တယ်ခုနကကျွန်တော် projector မှာအစီမပြေတဲ့အတွက်ကျမ်းစာဖတ်တာဝန်ကျမဲ့လူတွေကိုတောက်ချင်းစီငားပေးပါလို့ဒီကနေ့အကူအညီတောင်းချင်ပါတယ်ဆိုတော့ပထမဆုံးနှုတ်ကပတ်တော်ဖတ်ရပေးဖို့ကျွန်တော်ရဲ့ခုန general knowledge ပြောသွားတဲ့မဝိုက်ခက်ကိုဆရာမဝိုက်ခက်ကိုဖတ်ကြားစီချင်တယ်ဓမ္မရာ okay good ဓမ္မရာဆိုရင်အခန်းကြီး20အခန်းကြီး7ခွန်အငယ်20အနေဖတ်ရအောင်နော်20အနေ20နှစ်မိုက်လေးရှိမလားမိုက်လေးကမ်းပြီးမှကျွန်တော်အတူတကွဖတ်ရအခြားသူလေးကျွန်တော်မဖတ်ရင်တောင်အားလုံးနှုတ်ကပတ်တော်ကိုကြုတ်ကြည်ထားရအောင်နော်ဒီကနေပဲဖတ်လိုက်ပါရပါတယ်20အနေ20နှစ်ဒါဝိဒ်သည်နည်းနည်းစောစောထား၍တိုးတို့ကိုတိုးထိန်၌အပ်ပြီးလျင်အပမာလိုက်တည်အတိုင်းစားစရာကိုယူသွား၍ရိတ်ခါလဲထားရာသို့ရောက်သောအခါဣသရေလတပ်သားတို့နှင့်ဖိလိပ္ပိတပ်သားတို့သည်စစ်ခင်းချင်း၍စစ်တလင်းတို့ချီလျက်စစ်တိုက်မိအတန်နှင့်ကြွေးကြော်ကြ၏ဒါဝိဒ်သည်မိ၌ပါသောအရာတို့ကိုရိတ်ခါဆောင်လက်သို့အပ်ထားပြီးလျင်တပ်သားစုထဲသို့ပြေး၍မိမိအကိုတို့ကိုနှုတ်ဆက်၏ဖတ်ချပေးတယ်နှုတ်ကပတ်တော်ဖတ်ချပေးတယ်ဝက်ခက်ဖျားရှင်ကောင်းကြည့်ပေးပါစေသူအသက်တာမှာတော့ခုနက general knowledge ကိုဖတ်ရင်းနဲ့ကျွန်တော်နားလေတော့သူက ready ဖြစ်နေပြီဘာ ready ဖြစ်နေပြီလဲဆိုတော့ကျွန်တော်ဒီမိဘတွေတင်သားပေးတဲ့အချိန်မှာဘာပြောလဲဆိုတော့ဆရာတွေကကိုယ့်ရဲ့သားသမီးကိုလှုပ်တဲ့အရာကိုတာဝန်ယူတတ်ဖို့တင်ပေးပါနော်ဝိုက်ခက်ကအဲ့ဒါတွေဖတ်ကြလာတော့သူ့မှာလည်းအရာ ready ဖြစ်နေတဲ့ပုံစံပဲဖျားရှင်တိုင်းကောင်းကြည့်ပေးပါစေ okay ဆိုတော့ကျွန်တော်ဒီနှုတ်ကပတ်တော်ကြည့်လိုက်တဲ့အချိန်မှာအခန်းငယ်20မှာပြောထားလဲကျော်သူတို့ကပြန်လေ့လာရအောင်အခန်းငယ်20မှာဒါဝိဒ်ဒီစောစောထား၍ဟာလေလုယာစောစောထားဖို့ဖျားရှင်ကောင်းကြည့်ပေးပါစေအာမင်ဒါဝိဒ်ဒီစောစောထား၍ပြောလဲတိုးတို့ကိုတိုးထင်းအပ်ပြီးလင်အဘမာဒီအတိုင်းလို့ပြောထားတယ်အဘဆိုတာသူ့ရဲ့ဖေရဲ့စကားကိုနားထောင်တယ်ဒါဝိဒ်ဖြစ်တဲ့အကြောင်းဒီနေရာမှာကျွန်တော်တွေ့နိုင်တာဖြစ်တယ်ဆိုတော့ဒီနေ့ယုံကြည်သူသားမီးများကျွန်တော်ပြောပြချင်တယ်မိဘစကားကိုနားထောင်ဖို့ဘုရားရှင်အလိုတော်ရှိတာဖြစ်တယ်အာမင်ကျွန်တော်ယုံကြည်တယောက်ချင်းစီတဲ့အသက်တာမှာနာခံချက်အသက်တာရှိဖို့ဘုရားရှင်အလိုတော်ရှိတယ်အာမင်ဒီနေ့ကျွန်တော်နှုတ်ကပတ်တော်အဖြစ်ပထမချက်ကျွန်တော်သိရမှာကနာခံသောအသက်တာကိုရှိစေဖို့ဘုရားရှင်အလိုတော်ရှိတယ်အာမင်အဲကြောင့်ကျွန်တော်မနေ့တိုင်းမှာအမေတွေနိုးမှထားရမလားနေပြင်ထိုးမှထားရမလားဘယ်ချိန်မှထားရမလဲအားလုံးပြောရအောင်အာမင်ဆိုထားပြီးမှကျွန်တော်ဝန်ခံတဲ့အတိုင်းဖျားရှင်တို့ရဲ့အသီးကိုစားခွင့်ပေးပါစေအာမင်ကျွန်တော်ဒါကြောင့်ကျွန်တော်ဒီပတ်ကိုဖတ်လိုက်တဲ့အချိန်မှာကျွန်တော်ယုံကြည်သူတွေဟာမိဘစကားကိုနားထောင်တဲ့သူဖျားရဲ့စကားကိုနားခံတဲ့အသက်တာရှိတဲ့ယုံကြည်သူတွေဖြစ်ဖို့ဖျားရှင်အလိုတော်ရှိတာဖြစ်တယ်โอเคဓမ္မရာဇဝင်အခန်းကြီးစက္ခုအငယ်23ကနေ20ခုဖတ်ပေးဖို့ညံ့ကျွန်တော်ညံ့ကိုဖိတ်ခေါ်ရအောင်နော်သူတို့နဲ့ပြောစဉ်တွင်ဖိလိတ္တိလိုဂါသမြို့သားဂေါလျတ်အမည်ရှိသောသူရဲ့သည်ဖိလိတ္တိတပ်ထဲကထွက်လာ၍ယမန်ကဲ့သို့ပြောဆိုသည်ကိုဒါဝိဒ်သည်ကြားလေ၏ဣသရေလလူအပေါင်းတို့သည်ထိုသူကိုမြင်သောအခါအလွန်ကြောက်ရွံ့၍ပြီးကြ၏အချို့တို့ကလည်းထိုလူထွက်လာသည်ကိုမြင်သလောဣသရေလအမျိုးကိုကြမ်းပတ်လျက်ထွက်လာပါသည်တကားသူကိုတတ်သောသူအားရှင်ဘရင်သည်ကြီးသောစီးစိမ်နှင့်ချီးမြှောက်၍သမီးတော်ကိုလည်းပြီးစားတော်မူမည်ထိုသူ၏အဆွေမျိုးတို့ကိုလည်းဣသရေလနိုင်ငံတွင်မြင့်မှုလွတ်တော်မူမည်ဟုပြောဆိုကြ၏ဒါဝိဒ်ကလည်းဖိလိတ္တိတပ်လူကိုတိုက်၍ဣသရေလအမျိုးခံသောအရှက်ကွဲခြင်းကိုပယ်ရှင်းသောသူသည်အဘယ်အကျိုးကိုရလိမ့်မည်နည်းအသက်ရှင်တော်မူသောဘုရားသခင်၏ဘူချီတို့ကိုကျမ်းပါရမည်အကြောင်းအည်ဖျားလေးခြင်းကိုမခံသောသူဖိလိတ္တိတပ်လူသည်အဘယ်သို့သောသူဖြစ်သည်ဟုမိမိအနားမှရှိသောသူတို့အားမေးမြန်းလင်
သူတို့ကထူသူကိုတတ်တော်သူသည်ဤမြဤမီသောအကျိုးကိုရလိုက်မည်ဟုယမန်ကဲ့သို့ပြန်ပြောကြ၏ ကျေးဇူးတင်တယ်အတော်ပေးတယ်မြင်မြန်ဖျားရှင်ကောင်းကြည့်ပေးပါစေကျွန်တော်ဒီနှုတ်ကပတ်တော်မှာဘာတွေ့ရလဲဆိုတော့ကျွန်တော်ပုံပြတော့အားလုံးကြားဘူးမယ်ထင်တယ်အလို့ရတဲ့သူတဲ့ကလေးတောင်ရှိမယ်ဒါဝိဒ်ကသူ့ရဲ့ဖေရဲ့ခိုင်းတဲ့အတိုင်းပဲသူ့အကိုတို့စီမှာရိတ်ခေါသွားပုတ်တယ်အဲ့သွားပုတ်တဲ့အချိန်မှာဂေါလက်ကြီးကအဲ့ဣသရေလလူမျိုးစစ်တဲ့တော်တွေကိုပြိုင်မစိန်ခေါ်တဲ့အချိန်ဖြစ်တယ်အဲ့အတန်ကိုဘယ်သူကကြားလိုက်လဲဆိုတော့ဒါဝိဒ်မင်းကြီးဒါဝိဒ်တိုးသူငယ်တိုးထင်းလေးကကြားလိုက်တယ်အဲ့ချိန်မှာဘာပြောလိုက်လဲဆိုတော့အဲ့ကောင်ဘသူလဲတဲ့နော်ဒီနေ့စီဝဲဆုံဝတ်တဲ့စစ်သားတွေကစီဝဲဆုံဝတ်တဲ့စစ်တွေတွေကအဲ့ကိုလေးကိုချောက်နေတယ်ဒါပေမဲ့ဘာမှမဝတ်တဲ့တိုးချောင်းသားလေးယေရှုကတိုးချောင်းသားလေးယေရှုတောင်ဖြစ်သွားဒါဝိဒ်ကဘာပြောလဲဆိုအဲ့လူကျွန်တော်ဖယားဣတိယေလတွေကိုဖယားကိုစော်ကားတဲ့သူကဘယ်သူလဲနော်ကျွန်တော်တို့စော်ကားရတဲ့ဖယားကျွန်တော်ဖယားကိုစော်ကားရတဲ့ဘယ်သူလဲဒီကောင်ကအပြစ်ပေးခြင်းခံရလိုက်မယ်ဆိုရင်မှရဲရဲဝံ့ဝံ့ပြန်မှမေးတာဖြစ်တယ်ဒီနေ့ကျွန်တော်အသက်တာမှာအဲ့အရာကိုကြည်ချပြကျွန်တော်ဗာမြင်တွေ့စေလဲဆိုတော့အပြင်ပန်းကရှိတဲ့လုံခြုံမှုတွေကျွန်တော်ကိုစိတ်ချမှုမပေးဘူးအာမင်ဒါဝိဒ်ကဲတော့အထဲကဖယားရဲ့ချစ်ချင်းဖယားရဲ့တကူတော်ကိုနားလေတဲ့သူကအဲ့ဒီဒေါ်လေးကိုကြောက်မနေဘူးအာမင်အာမင်ဒါကြောင့်အပြင်မှာကျွန်တော်တို့ခိုင်ခန့်ဘလောက်ပဲတည်ဆောက်နေပါစေအထဲမှာဘာမှမရှိဘူးဆိုရင်ကျွန်တော်ရန်သူကိုကြောက်လိမ့်မယ်နော်ဒီစစ်တရေလိုပဲကျွန်တော်ကြောက်လိမ့်မှာဖြစ်တယ်ဆဝတ်ဆုံးတော့အပြေပဲဒါပေမဲ့ကျွန်တော်ကရန်သူကိုကြောက်ရွံ့ပြီးမှရှိမတိုးနိုင်ပဲဖြစ်လိမ့်မယ်ဒီမှာဒါဝိဒ်ကတော့ရေရေဝံ့ဝံ့ပဲကျွန်တော်ရဲ့ဖခင်ကိုစော်ကားတဲ့သူဘယ်သူလဲကျွန်တော်သူနဲ့တွေ့ချင်တယ်ဆိုရင်မှစိန်ခေါ်တာဖြစ်တယ်ဒါကြောင့်ဒီနေရာမှာဘာတွေ့လိုက်လဲဆိုရင်ဂေါလက်ကိုဣသရေလစစ်သားတွေကဘယ်ဖြစ်မြင်လဲဘယ်လိုမြင်လဲခုနချမ်းပတ်ထဲမှာတွေ့လိုက်လားကြောက်စရာဖြစ်မြင်တယ်အရေးဘယ်လောက်ရှိမလဲဆိုတော့ဂေါလက်က6ပေလောက်ရှိတယ်ကျွန်တော်ဆို9ပေလောက်ပဲရှိတာ6ပေလောက်စဉ်းစားကြည့်အဲ့လောက်ရှိတဲ့သူကိုစစ်ဝတ်ဆုံဝတ်တဲ့လူကကြောက်နေတယ်နော်ဒါပေမဲ့ဒါဝိဒ်ကအဲ့ဒါကိုကြောက်စရာလို့မြင်လားအဲ့ကောင်ကိုပြန်ပြီးမှဖျားရှင်ကအပြစ်ပေးမယ်ငါလက်ထဲမှာအပ်မယ်လို့မြင်လားဒါဝိဒ်ကကြောက်စိတ်ရှိလားဒီနေ့ယုံကြည်သူတွေကျွန်တော်အသက်တာမှာအမြင်တွေပြောင်းလဲဖို့လည်းအရေးကြီးတယ်ဟာလေလုယာအခက်ခဲကြုံသမျှပြဿနာကြုံတိုင်းအဲ့ဒါကြီးကိုကြောက်ရွံ့နေဖို့မဟုတ်ဘူးဒီနေ့ဖျားရှင်လို့ရှိတာအာမင်ယုံကြည်ခြင်းနဲ့ရင်ဆိုင်ဖို့ဖျားရှင်ကလို့ရှိတာဖြစ်တယ်ဟာလေလုယာဤနှုတ်ကပတ်တော်ဖြစ်ဖျားရှင်အားလုံးကိုဖွင့်ပြပါစေဆိုတော့အခုချိန်မှာကျွန်တော်မွန်ဆန်ကိုဖိတ်ခေါ်ရအောင်ဓမ္မရာဇဝင်ပထမစာဆောင်အခန်းကြီး20အခန်းကြီး28ကနေ30နှစ်ထိုသူတို့နဲ့ဒါဝိဒ်ပြောဒီကိုအကိုအကျေးအေလာဘကျဲလျင်ဒါဝိဒ်ကိုအမျက်ထွက်၍တင်းဒီဘေချံဤအယတ်တို့လာတနီထိုနေတော့သူတို့ကိုတော်တွင်အဘေသူလက်၌အခဲတနေတင်မာနာချီချင်းတင်စိတ်နှလုံးစိုးနစ်ချင်းကိုငါတီးစစ်ပွဲကိုကျေရှုခြင်းငါတာလာပီဟုတ်ဆို၏ဒါဝိဒ်ကလည်းအကျွန်ုပ်ဒီအဘေမှုကိုပြုမိတနည်းယခုပြောเสียအချမ်းမရှိလောဟုတ်ဆိုတော့နောက်အခြားသောသူတို့ထံသို့လဲ၍ယမန်ကဲ့သို့မိမင်းလျင်သူတို့ဒီရှိအတူအပြန်ပြောကြပြန်ပြောကြโอเคဖတ်ရအောင်ဆက်ဖတ်ရအောင်ထိုတို့ဒါဝိဒ်ပြောသောစကားကိုကြားသောသူတို့ဒီရှောလုထံတော်၌ချက်လျှောက်တော်ဒါဝိဒ်ကိုခေါ်တော်မူ၏ဒါဝိဒ်ကလည်းထိုလူချောင်းအဘေသူမြစိတ်မပြတ်ပါစေနဲ့ကိုရောကျွန်တော်၍ထိုဖိလိတိလူကိုတိုက်ပါမည်ဟုတ်ဆောလူအားရှောက်လျင်โอเคဂျေဇုတင်တယ်ဒါဝိဒ်ကသူ့မေးတယ်ဒီဖိလိတုကဘယ်လိုလူစားလဲဆိုမေးတဲ့အချိန်မှာဣသရေလစစ်သားတွေဘာပြောလဲဆိုမဟုတ်ဘူးအဲ့ဖိလိတိလူကိုတင်မင်းတတ်နိုင်တယ်ဆိုရင်ကောင်းကြီးဘယင်ကစီစဉ်တွေပေးမယ်သူ့သမီးနဲ့ပေးစားမယ်ပြီးတော့တင်းရဲ့အမျိုးတွေကိုလည်းမူမတ်အဖြစ်တင်စားမယ်ရရှိမြတ်ရာတွေပဲပြောနေတာနော်ရရှိမြတ်ဆိုတင်တာလို့ပင်တာရမယ်ဆိုတဲ့အရာတွေပဲလောကတမချင်းတွေပြောနေတဲ့အချိန်မှာဒီနေ့ဒါဝိဒ်လုပ်ချင်တာအဲ့ဒါမဟုတ်ဘူးဗျ
သူဖျားကိုစော်ကားတဲ့သူဖျားကိုဘယ်လိုပြောမလဲအထင်သေးတဲ့သူကိုဖျားရဲ့ဘုန်းတော်ထင်ရှားစေဖို့ပဲထင်ရှားစေဖို့အတွက်ဒါဝိဒ်ကအဲ့လူကိုပြိုင်မရင်ဆိုင်ခြင်းတာဖြစ်တယ်ဟာလေလုယာဒီခါလေးကျွန်တော်ကကိုယ့်အချိုးရလာနော်ခုန win style မဟုတ်ဘူးကျွန်တော်က one win ပဲလို့ချင်တာနော်အဲ့ဒီ tactical မားနေတယ်နော်အဲ့အကြောင်းယေရှုဖျားဘုန်းတော်ထင်ရှားစေဖို့ကျွန်တော်ဘာလုပ်ရမလဲဆိုတာဒါဝိဒ်ကဲ့သို့ကျွန်တော်စာငါတော်လူငယ်ပြဖြစ်စေဖို့ကျွန်တော်ဒီကနေပြောချင်ပါတယ် okay now ဆက်ဖတ်ရအောင်ခတ်နုအခန်းငယ်33နဲ့36ရှောလူဟာတင်ကြီးချိုဖိလစ်တီလူကိုတွား၍မတိုင်နိုင်တင်ကြီးနှုတ်ပြောတော်သူဖြစ်၏ချိုတူကြီးပြောတော်ရွယ်မှစာ၍စစ်သူရဲ့ဖြစ်ခဲ့ပြီးဟုဒါဝိဒ်အားဆိုတော့ဒါဝိဒ်ကိုရောဂျွန်ရဲ့အပါဤတို့တို့ကိုချင်းချောင်းစီအခါချင်းတဲ့နဲ့ဝင်ကြလာ၍တိုးတငယ်ကိုထိုးစုထဲသို့ကိုက်ချပါ၏ကျွန်တော်လိုက်၍တဖြစ်တိုးတငယ်ကိုတိုးပတ်ဆက်ထဲကနှုတ်ပါ၏ဝန်ဒီကျွန်တော်ကိုပြန်ရွက်ကြိုက်တော့အခါဝန်၏မောစေကိုကန်ရွက်ရိုက်တတ်ပါ၏ကိုရောဂျွန်ရဲ့ချင်းတဲ့နဲ့ဝန်နှကောင်လုံးကိုတတ်ပါ၏အေဖျားလေးချင်းကိုမခံတော့ထိုဖိလစ်တီလူတီအသက်ရှင်တော်မူသောဖျားတကယ်ဘုံရွှေတို့ကိုချိန်ပတော့ကြောင်းထိုအကောင်တကောင်ကဲ့သို့ဖြစ်ပါလိမ့်မည်ဘတ်တော်ဖတ်ကြပြီးခဏလို့ဖျားရှင်ကောင်းကြည့်ပြီးပါစေဒီနေရာမှာရှောလူကဒါဝိဒ်ကိုဘယ်လိုမြင်လဲကလေးလိုပဲမြင်တာတခါလေကျွန်တော်အသက်တာမှာရောလူတွေရဲ့တတ်မှတ်ချက်နဲ့ကျွန်တော်အသက်ရှင်တာလည်းရှိတယ်သူပဲဘာလုပ်နိုင်မှာဘူးသူအဖေလဲလိုပဲဒီလိုပဲဖြစ်မဲ့သူပဲသူအသက်တာမှာနော်ကျွန်တော်အသက်တာမှာကျွန်တော်ကိုမြင်တဲ့ပြောတဲ့စကားတွေအမြင်တွေပေါ်မှာကျွန်တော်အခြေခံပြီးမှအသက်ရှင်နေတတ်တာဖြစ်တယ်ဒါပေမဲ့ဒါဝိဒ်ရဲ့တက်တာမှာဘယင်ကြီးဖြစ်တဲ့သူအတောင်သူ့ကိုတငယ်နောက်နေ့ကျမှလူငယ်ဖြစ်လူပြိုဖြစ်မဲ့သူအခုချိန်ကကလေးလေးရွယ်ရှိတဲ့သူကဟိုကောင်ဘယ်လိုတတ်နိုင်မလဲတဲ့အဲ့ချိန်မှာဒါဝိဒ်ကဘာပြောလိုက်လဲကျွန်တော်တိုးထိန်တဲ့ချိန်မှာတဲ့ကျွန်တော်တိုးကိုကိုက်ယူသွားတဲ့ချိန်တိတ်ကိုကျွန်တော်နိုင်တယ်ကျွန်တော်တိုးကိုတတ်သွားတဲ့ဝန်ပလိုလဲကျွန်တော်နိုင်တယ်ဒါပေမဲ့အဲ့တဆွမ်းချစ်ကျွန်တော်လုံနိုင်တဲ့အရာပေါ်မှာမဟုတ်ဘူးဘယင်ဒီနေ့အဲ့ချင်းသိဝုဝန်တွေလက်ထဲကနေကဲတင်တဲ့ဖခင်ကျွန်တော်မှာရှိတယ်ဟာလေလုယာဟာလေလုယာကျွန်တော်အခက်ခဲပြဿနာတွေကြုံနေတဲ့ချိန်မှာမဖြေရှင်းနိုင်တဲ့ဒုက္ခတွေကျွန်တော်ကြုံနေတဲ့ချိန်မှာလူတွေအမြင်နဲ့တင်ရှောက်လိုက်ခြင်းစိတ်တကြသွားလိမ့်မယ်ဒါပေမဲ့ဒါဝိဒ်လိုပဲဟာလေလုယာကဲနှုတ်နိုင်တဲ့ဖခင်ရှင်ကိုကိုးစားရအောင်အာမင်အာမင်โอเคနောက်တစ်ခုကျွန်တော်ဆက်ဖတ်ရအောင်ဆရာဆောင်ပြီးစင်ပြေမလားချင်းတိတ်လက်ဝိုးဝမှာကိုရောကိုကဲနှုတ်တော်မူသောထာဝရဘုရားသည်သူဖိလိတိလူလက်မှကဲနှုတ်တော်မူလိမ့်မည်ဟုရှောလုအားရှောက်လေတော်ရှောလုကတွားလော့ထာဝရဘုရားသည်တင်းနှင့်အတူရှိတော်မူပါစီတော်ဟုဒါဝိဒ်အားဆိုလေ၏ရှောလုဒီလဲဒါဝိဒ်ကိုမိမိအဝတ်နှင့်ဝတ်စီသဖြင့်သူ၏ခေါင်းပေါ်၌ကြီးဝါခလောက်လုံးကိုတင်၍တန်ချစ်အင်ကြီးကိုလည်းဝတ်စီ၏ဒါဝိဒ်သည်ထူတော်ကိုအဝတ်ပေါ်၌စီး၍သွားမည်ဟုအားထုတ်တော်လဲထူလက်နှင့်များကိုမစုံစမ်းသည်တုတ်ဖြစ်၍ဒါဝိဒ်သည်ဤလက်နှင့်တို့၌ကျွန်တော်မသွားနိုင်ပါမစုံစမ်းပါသည်ဟုရှောလုအားရှောက်လီ၍ချွတ်ပြန်လေ၏နှုတ်ကပတ်တော်ဖတ်ကြပြီးစံပြီးဖျားရှင်ကောင်းကြည့်ပေးပါစေဒီနေရာမှာကျွန်တော်ဘာပြန်တွေ့ရလဲဆိုတော့လူအနေနဲ့ကျုပ်ပြင်ဆင်မှုတွေလုပ်လာတဲ့ချိန်မှာနော်ဒီနေရာမှာဒါဝိဒ်ကအဲ့ဝတ်စုံတွေဝယ်ပြီးမှတိုက်တယ်ဆိုဘာပြောမလဲရှောလူဟာငါဝယ်ပေးတဲ့စီဝတ်စုံဝယ်လို့အောင်နိုင်ချရတာလို့ပြောကောင်းပြောလိမ့်မယ်ဒါပေမဲ့ဖခင်ကိုကိုးစားတဲ့သူရဲ့အသက်တာထဲမှာလောကရဲ့ပြင်ဆင်မှုတွေကအရာမဝင်ဘူးဖြစ်နေတယ်အာမင်ယဉ်ကျူးသူရဲ့အသက်တာထဲမှာဒီနေ့ယုံကြည်ခြင်းတိုးဖွားတော့ကျွန်တော်စ조사လာတဲ့ချိန်မှာလောကရာတွေကျွန်တော်တတ်မှတ်နေတယ်ဆိုရင်ဘာဖြစ်မလဲကျွန်တော်ယုံကြည်ခြင်းအသက်တာလေးလာနေမှာဖြစ်တယ်အာမင်ကျွန်တော်နှုတ်ကပတ်တော်အမိသားစုစုတောင်းခြင်းတွေကျွန်တော်စတင်မဲ့ချိန်မှာဘာတွေ့ရလဲဆိုတော့မိသားစုတွေနော်ကလေးသူငယ်တွေရှိတဲ့သူတွေအရင်ဆုံးကြုံရလဲဆိုကျွန်တော်သားသမီးတွေကအရန်ကြည်ကြတာစုတောင်းမဲ့ကျမ်းစာဖတ်မေးဆိုတာနဲ့ဘာဖြစ်ကြလဲကြည်ကြတော့တာအဲ့လိုအနောက်ရှစ်တွေကကျိုးကိုဂျုံလာတယ်လို့ပဲเนาะပြီးတော့အချိန်ကောက်ခွင့်ကောင်းလို့တော့ပေးထားပါရဲ့နဲ့စိတ်ထဲမှာလုံးဝကိုဘလို့စာငတ်မှုမရှိတဲ့အရာတွေကျွန်တော်ကြုံနေတတ်တာဖြစ်တယ်
ကျွန်တော်နှုတ်ကပတ်တော်လေးတစ်ချက်နားပြီးမှကျွန်တော်ပြောဆက်ရှိတယ်လူငယ်တယောက်သူဆူတောင်းတယ်ဆူတောင်းတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့သူလိုချင်တဲ့စပိန်နော်ခုចောင်းသားတွေလည်းအဲ့လိုပဲစပိန်ဆိုင်ကယ်တွေလိုအပ်မဲ့ထင်တယ်သူဆူတောင်းတယ်အိုးကိုရောဖျားယေရှုတင်တယ်ကိုရောတားကိုချစ်တဲ့အတွက်ဆိုတော့ကျွန်တော်ဆိုင်ကယ်ပေးပါစပိန်ပေးပါဆူတောင်းတယ်ဒီတည်းဆူတောင်းတယ်အမရှိသေးဘူးနောက်တည်းဆူတောင်းတယ်တတိယရက်ဆူတောင်းတယ်စီမပြေသေးဘူးဟာဖျားဘလို့လဲပထမပတ်ဆူတောင်းတယ်ဒုတိယပတ်ရောက်ပြီးဆူမတောင်းဆူတောင်းရင်းနဲ့နောက်ဆုံးကြပါဖြစ်သွားလဲဆိုတော့အဲ့လူငယ်လေးစပင်းကိုခိုးလိုက်တယ်ခိုးမှအိုးကိုရောဖျားတခိုးကျွန်တော်ကိုခွလို့တော်မူပါဆိုရင်မှဆူတောင်းတာဖြစ်တယ်ပြောချင်တာလူအနေနဲ့ကျွန်တော်ဆောင်ဆိုင်ပြီးမှမရလိုက်တဲ့အချိန်မှာဖျားရဲ့အချိန်ကိုမဆောင်ဘဲနဲ့ကျွန်တော်လှုပ်လိုက်တဲ့အချိန်မှာကျွန်တော်ဘာဖြစ်သွားလဲအပြစ်တွေကျွန်တော်လုံပြီးတက်တာဖြစ်တယ်နော်ဒီတော့တခုရှိသေးတယ်လင်းနဲ့ပတ်သက်ပြီးမှလင်းများပတ်သက်ပြီးမှတခုကောအဲ့မိန်းမကသူ့ယောက်ျားလေးအဲ့သူ့ယောက်ျားအိတ်နေပြီထင်တာအဲ့ဒါကို तू ကဆူတောင်းလိုက်တယ်ဘာလို့ဆူတောင်းလိုက်လဲဆိုတော့ကိုရောဗျာကျွန်တော်ယောက်ျားကအရန်ပြင်ထွက်တယ်အိမ်ကလေးလည်းမကူဘူးသူဟာသူတဝေထိုးနေတယ်လက်ဖေးဆိုင်သွားလိုက်ဘောလုံးပွဲကြီးလိုက်လုံနေတယ်သူမကသူကကျမနဲ့အတူမနေချင်တော့ဘူးဆိုရင်ကိုရိုနဲ့အတူရှိအောင်ပဲလှုပ်ပေးလိုက်ပါတော့ဆိုပြီးမှဆူတောင်းလိုက်တယ်တဲ့အဲ့ချိန်မှာသူ့ယောက်ျားကြားနေတယ်ဟာဒီကလေးဒီမိန်းမတော့ကျွန်တော်ပြောတယ်ဆိုတော့နောက်တနေ့ရောက်တော့ဗာပြန်ပြောလဲဆိုတော့သူ့မိန်းမအိတ်နေတဲ့အချိန်မှာအဲ့ယောက်ျားလည်းဆူတောင်းတယ်ကိုရိုဖျားကျွန်တော်ကိုရိုဖျားငယ်ရွယ်ချင်းပေးတယ်အခုပြန်ယူသွားပြီကိုရိုပြီးတော့ကျွန်တော်ကိုလူပြိုချင်းအပြိုဖြစ်ချင်းဘယ်လိုပြောမလဲလူပြိုဖြစ်ချင်းနော်လွတ်လပ်ချင်းကိုပေးတယ်ကိုရိုပြန်ယူသွားပြီအခုချိန်မှာကိုရိုကျွန်တော်ကိုမိမပေးတယ်ဘယ်ချိန်လဲယူသွားမယ့်အချိန်ပြောပြပါဆိုရင်မှအာမင်ထူလိုက်တယ်တဲ့အဲ့ချိန်မှာကျွန်တော်လင်မယားချင်းတာမှာနော်တခါလေတီးမခါနိုင်တဲ့အချိန်တွေရှိတတ်ပါတယ်ဒါပေမဲ့ဖခင်ရဲ့အလိုတော်ကြောင့်ခုနကဝိုင်းခက်ပြောတဲ့အရာတွေဘယ်နှချက်ရှိလဲခုနှစ်ချက်အဲ့ဒါကိုမမိတာဘယ်နှချက်ရှိမလဲအိမ်ယူသွားမယ့်အချက်အဲ့ဒါဘာဖြစ်မလဲဆိုတော့ကျွန်တော်ကချင်းတောင်းကျွန်တော်ဝက်တွေပါတွေတောင်ပေါ်ဝက်တယ်မဲ့ချိန်မှာကျွန်တော်လှုပ်တဲ့ချင်းတောင်းသိတယ်နော်မိရောက်မိလားမသိဘူးအဲ့ချင်းတောင်းတွေနဲ့ဘာဖြစ်လဲရေခတ်တယ်လို့ပဲဖြစ်သွားမယ်တပတ်လာတယ်ဖျားကြောင်တက်တယ်ရေခတ်သွားတယ်အိမ်ပြန်ရောက်တော့ပါကြံဦးမလဲကျွန်တော်အသက်တာထဲမှာအဲ့ဒါကြီးအရင်ရေးကြည့်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီနေ့ကြားရတဲ့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်အသက်တာကိုမတီးဆောက်ဘူးဆိုရင်ဆရာတွေရဲ့ဒီနေ့တပတ်မှာတကဟောတဲ့နှုတ်ကပတ်တော်နဲ့အသက်တာကိုတီးဆောက်မယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့ဆရာပေါခါပြောတဲ့ဥစ္စာကျွန်တော်အခုချိန်ထိမှတ်မိတယ်အသက်40ရောက်ပြီရှောလူပေါလုကဘာပြောလဲဆိုတော့ခရစ်ယာန်အသက်တာကသူငယ်ရွယ်ရှိမယ်ပြီးတော့လူငယ်ရွယ်ရှိမယ်လူကြီးရွယ်ရှိမယ်ဒါပေမဲ့ကျွန်တော်ကတပတ်မှာတခါဆရာတွေဟောတဲ့နှုတ်ကပတ်တော်ကြားနာပြီးမှအသက်တာကိုတီးဆောက်မယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့အသက်40ရောက်တဲ့အချိန်မှာဘာပြောမလဲနုခုမ်ဒူပြောနေဦးမယ်တဲ့နော်ကျွန်တော်ဝိညာဉ်တက်တာလဲတီဆောက်စရာအများကြီးလို့တယ်နော်ကိုယ်တိုင်လဲနှုတ်ကတော့ဖတ်ရွက်ဖို့ဖြစ်တယ်ဆိုတော့အဲ့ဒါကိုကြော်ညာအနေနဲ့ကျွန်တော်ပြောပြလိုက်မယ်နော်ဆိုတော့ခုနကလူအနေနဲ့ပြင်ဆင်ပေးတဲ့အရာတွေကဝိညာဉ်တော်တိုက်ပွဲထဲမှာအရာကိုလေးလာနေတတ်တာဖြစ်တယ်ဆိုတော့ကျွန်တော်မြင်တွေ့စေတယ်နော်ကျွန်တော်အသက်တာထဲမှာဝိညာဉ်အားကြီးဖို့ဆိုရင်တခါလေကျွန်တော်ကကျောင်းသူကျောင်းသားတွေခံစားဘူးမလားတော့မသိဘူးဒီနေ့တော့အိမ်စာအားလုံးပြီးမယ်ဆရာတွေပေးထားတဲ့အိမ်စာတွေအားလုံးပြီးနေရေးတဲ့တွေ့ခိုင်းတာတွေအားလုံးပြီးမယ်ဆိုတော့ပထမဆုံးကျွန်တော်ဘာဖြစ်စင်လဲစောင်းမယူဘူးကော်ဖီဖြော်တယ်ပြီးတော့လက်ဖက်တုပ်တယ်ပြီးတော့စာမလုပ်ခင်အဲ့ဒါတွေစားလိုက်တော့ဘာဖြစ်သွားလဲခုနကနေစားလို့တဲ့ချိန်ကျအစီရတက်သွားပြီကော်ဖီကလည်းမနိုင်တော့ဘူးလက်ဖက်ကလည်းမနိုင်တော့ဘူးနော်စားအိမ်စားမပြီးပဲနဲ့ဘာဖြစ်သွားလဲအိပ်ပျော်သွားတဲ့တတ်တာရှိတတ်တယ်နော်အဲ့တိုင်းပဲတခါလေကျွန်တော်အယံဝင်လေးတဲ့အရာတွေရှိတယ်လောကဆင်ပေးလိုက်တဲ့အရာတွေဒါပေမဲ့ဝိညာဉ်ရေးရအတွက်အဲ့ဒါတွေကအရာလေးတတ်တဲ့အရာတွေဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရမှာဖြစ်တယ်โอเคခုချိန်မှာကျွန်တော်ဆရာမနဲ့နှုံးကိုအကူညီထားရအောင်အခန်းငယ်40လေး41တဖန်မိမိတောင်ဝေးကိုကင်ရက်ချောသောကြောက်ငါလုံးကိုချောင်းထဲကရွေ၍တိုးထိန်တစားတဲ့ဟူသောလွယ်အိမ်၌ထည့်ပြီးမှလောက်လွဲကိုလည်းကင်၍ဖိလိတိလူရှိရာသို့ချင်းလေ၏ဖိလိတိလူသည်လည်းဒါဝိရှိရာသို့ချင်း၍သူရှိမှဒိုင်းလွားကိုဆောင်သောသူလည်းတွား၏
ဖိလိတိလူသည်ကြည်၍ဒါဝိကိုမြင်သောအခါမထီမဲ့မြင်ပြု၏အကြောင်းမူကားသူသည်နှုပြိုသောသူစပင်နီ၍မျက်နာလာသောသူဖြစ်၏ โอเคခဏလေးဂျေဇုတင်တယ်40နေ40အဲ့ချိန်မှာဘာပြောလဲဆိုတော့ဒါဝိကခုနရှောလုဘရင်ဝယ်ပေးလိုက်တဲ့စစ်ဝက်ဆုံကိုချုပ်ပြီးမှသူ့မှာဘာတွေပါလာလဲဆိုတော့မိမိရဲ့တာဝေးကိုပိုင်ကင်တယ်ပြီးတော့ချောသောကြောက်ခဲဘယ်နှလုံးလဲငါးလုံးကိုရွေးပြီးမှတိုးထင်းတစားဖြစ်တဲ့လွယ်ထဲမှာထည့်ပြီးမှလောက်လေးကိုသူကကင်သွားတာဖြစ်တယ်ဒီနေရာမှာကျွန်တော်ဘာတွေ့ရလဲဆိုတော့ဒါဝိရဲ့အသက်တာထဲမှာတိုးထင်းတဲ့ဖျားရှင်ကတင်ပေးလိုက်တဲ့ຢာပါလဲဆိုတော့လောက်လွဲအသက်ဖြစ်တယ်နော်ကျွန်တော်ဒီအချိန်မှာသူ့အသက်တာထဲမှာနော်နေရာကတော့ဘယ်နေရာလဲတိုးထင်းရနေရာဘာအသက်ကိုတိုက်ရလဲလောက်လွဲတဲ့အသက်ဒါပေမဲ့အဲ့လောက်လွဲတဲ့အသက်ကိုအခုပဲအချိန်မှာသုံးဖို့ဖျားရှင်ကပြင်ဆင်ပေးလဲဂေါလက်ကိုတိုက်ဖို့နေရာမှာပြင်ဆင်ပေးတယ်အခုချင်းတီရောက်တဲ့နေတဲ့အချိန်ကစစ်တိုင်းတဲ့နေရာမဟုတ်ကောင်းဟုတ်နိုင်တယ်ဟုတ်ကောင်းဟုတ်နိုင်တယ်နော်ဒါပေမဲ့ဖျားဘာတော့ပြင်ဆင်ပေးရလဲစစ်တိုက်ဖို့ဖျားရှင်ကပြင်ဆင်ပေးတာဖြစ်တယ်အားကြောင့်ကိုယ့်ရဲ့ရောက်နေတဲ့အချိန်ပေါ်မှာအခြေအနေပေါ်မှာတစ်ခါလေးညီးသွားမှုတွေဆီကနေကျွန်တော်ရက်လိုက်ရဖျားရှင်ကကျွန်တော်တို့ပြင်ဆင်ပေးနေတာဖြစ်တယ်အာမင်အာမင်ဒါကြောင့်ဒီနေ့ဒါဝိကစစ်တိုက်မဲ့အချိန်မှာဖျားရှင်ကပေးထားတဲ့သူရဲ့တတ်မြောက်ခြင်းဖျားရှင်ပြီးတဲ့ဖျားရှင်ပါရမီဖြည့်ထားတဲ့သူရဲ့လောက်လွဲအတန်နဲ့ဒါဝိကိုဂေါလက်ကိုရင်ဆိုင်ဖို့ချီတက်လာတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီရောက်ရှိတဲ့အခြေအနေမှာအားမလို့အားမရဖြစ်တတ်တဲ့အခြေအနေရှိတတ်တယ်အပန်းချီလောမနေရကျွန်တော်အဖေရလဲဘယ်လိုလဲမသိဘူးအမေရလဲဘယ်လိုလဲမသိဘူးဟာကျွန်တော်မိသားစုဒီလိုကြီးပဲလားဒီအတိုင်းပဲဆက်သွားတော့မလားဆိုတဲ့အခြေအနေကြုံတတ်တယ်ဒီနေ့ဖခင်ရှင်အတင်းအတွက်တင့်ကိုပြင်ဆင်နေတာဖြစ်တယ်လို့တင့်အတွက်လည်းပြင်ဆင်နေတာဆိုတော့ကျွန်တော်မေးလို့မရဘူးအာမင်ဖခင်ရှင်ဖွင့်ပြပါစေโอเคကျွန်တော် SCM ကျောင်းသူတွေကိုကျွန်တော်ဖိတ်ခေါ်ရအောင်နော်ဓမ္မရာဇဝင်ပထမစာဆောင်စံနုစင်ပြေမလားစံနုပထမရာဇပထမဓမ္မရာဇဝင်ပထမစာဆောင်အခန်းကြီး7ခု43ကနေ44ဖတ်ရအောင် ဖိလိတိလူကတင်ဒီတောင်းဝင်းနဲ့ငါထံသို့လာရမည်အကြောင်းငါဒီခွေးဖြစ်တော်ဟုမြင်လျက်မိမိဖျားတို့ကိုတိုင်တည်၍ဒါဝိကိုကျိတ်ဆဲလေ၏တဖန်ဖိလိတိလူကလာခဲ့တိအသားကိုမူကောင်းကင်၌တင်တာကိုမူကောင်းကင်ငင်းနဲ့တော့တာရဲတို့အားငါပြီးမိဟုဒါဝိကိုဆို၏โอเคဂျေဇုတင်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်ဘာတွေ့ရလဲဆိုတော့ဒါဝိကဂေါလက်နဲ့မျက်နှာချင်းဆိုင်တွေ့တဲ့အချိန်မှာဒီနေ့ဂေါလက်ကဒါဝိဘာပြောလိုက်လဲငါ့ဘာထင်လဲတဲ့ तू က9ပေဟိုကအသက်14-15လောက်ပဲဆိုတော့ကျွန်တော်ရွယ်လောက်ပဲနေမှာပေါ့နော်အဲဆိုတော့ငါ့ဘာထင်လဲငါကဂေါလက်အယောက်ကြီးတဲ့သူတောင်မင်းငါ့ဒီလိုလုပ်တာငါ့စော်ကားတယ်လို့ပဲနေ့အသားတွေကိုငါစုပ်ပြတ်ပြီးမမိုးကောင်းကရရှိတယ်ငါအကောင်တွေကိုငါကျွေးလိုက်မယ်တဲ့အဲ့ချိန်မှာဒါဝိကတုံလုံးနေလားNo တခါလေကိုသူများတွေအတင်းပြောနေတုံလို့ဆရာမလို့ဘူးနော်ဟာလေလုယာသူများတွေကကိုစော်ကနေလဲတုံလို့ဆရာမလို့ဘူးဒီနေ့ဒါဝိအသက်တာမှာသူထက်အရာကြီးတဲ့သူထက်အရာခွန်အားရှိမဲ့သူကစော်ကနေလဲသူကတုံလို့မနေဘူးအာမင်ဒီနေ့ဖခင်ရှင်ကသူ့ရဲ့သားသမီးကိုတုံလို့ချင်းထဲမှာထားတဲ့ဖခင်ရှင်မဟုတ်ဘူးအာမင်ယေဝံကိုယင်ဆိုင်ဖို့ဖခင်ရှင်အလိုရှိတာဖြစ်တယ်အာမင်โอเคကျွန်တော်ဆက်ဖတ်ရအောင်ဘယ်သူခေါ်မလဲဆိုတော့ဒေးဗစ်ခေါ်ခန်းငယ်45နေ40ခုဒါဝိကတင်ဒီထားလုံးကိရံပါလေငါထန်တော့လာဤငါတီချင်းချိန်ပါတော့ဤဒီယေလာဘူချီရောဤပယတခင်ကောင်းကင်ဘူချီအစင်သာရပယဤနာမထောင်ပါလေတင်ရှိရတော့လာဤသာရပယဒီတင်ဤငါလည်း၌ယခုအိမ်တော်မူတဖြစ်တင်ကိုတရွေလေဗန်ကိုဖဲမီဖိလိတိဘူချီအတီကောင်းမြတ်ကိုမူကောင်းကင်ငနဲ့တော်တာရေတော်အားယနေ့ငါပြီးမီဤတီလာမျိုးဤတီတာရေလာအမျိုး၌ဘုရားသခင်စီတော်မူသည်ကိုမြေကြီးသားအပေါင်းတို့ဒီရကြလိမ့်မည်ခြားပါဖျားရီ ထာဝရဘုရား၏
နောက်ဆုံးထာဝရဘုရားသည် ထာဝရဘုရားသည် ဒါလာအဖြစ် ဒါနအားဖြင့်ကဲ့တင်သောမမူကြောင့်ကိုဤပရိသတ်အပေါင်းတို့သည်တရားကြလိမ့်မည်ကြောင့်မို့ကထာဝရဘုရားသည်စမှုကိုပိုင်း၍ငါတို့လက်တော့အနန္တမူမီဟုပြေပြေလိုအားဆို၏ ကဲအခုချိန်မှာဒါဝိနဲ့ဂေါလစ်ကဘာလို့ဖို့ရောက်လာလဲရင်ဆိုင်ဖို့တယောက်တည်းထိုးတတ်ဖို့စစ်တိုက်ဖို့လာတဲ့ချိန်မှာဒီနေ့အားကိုးတဲ့အရာမှသူဖြစ်တယ်ဂေါလစ်ကဘာနဲ့လာလဲဒါလန်ပြီးတော့သူရဲ့ဒိုင်လိုအကိတုံနဲ့လာတာဖြစ်တယ်ဒါမဲ့ဒါဝိကဘာနဲ့လာလဲတင်ချင်းပါတဲ့တင်စောကားတဲ့ဣတိလဘိုချေပေါင်းတော့ဖယားကောင်းကင်ဘိုချေရှင်ဘုရင်ရဲ့နာမနဲ့ငါလာတယ်တဲ့ဟာလေလုယာကျွန်တော်ယန်သူတဲ့တွေ့တဲ့ချိန်မှာပြဿနာနဲ့ကြုံတဲ့ချိန်မှာအခက်ခဲတွေကြုံတဲ့ချိန်မှာကျုပ်ရင်ဆိုင်မဲ့ချိန်ကဘယ်သူအားကိုးလဲဒီနေ့ဒါဝိလိုပဲဖယားရှင်အားကိုးဖို့ယုံကြည်သူကျွန်တော်ပြောပြချင်တယ်အာမင်အာမင်နားလည်နိုင်တော့ခုဖယားရှင်ကောင်းချီးပေးပါစေဒါဝိကတော့ဖယားရှင်ရဲ့နာမနဲ့ငါလာတယ်သူရဲ့အဝတ်စားသူရဲ့ပြင်ဆင်ပုံပေါ်မှာဒါဝိရမမူတည်ပြင်းတယ်ဖယားကိုကိုးစားခြင်းနဲ့ရန်သူကိုစစ်တိုက်တဲ့ချိန်မှာနိုင်လားမနိုင်ဘူးလားနိုင်လားမနိုင်ဘူးလားဒါဆိုကျွန်တော်ပြောပြမယ်ဒါဝိကသူ့အဖေခိုင်းတဲ့အတိုင်းတွားတဲ့ချိန်မှာဘယ် position မှာရှိလဲဘာလို့နေတဲ့အကြောင်းသားလဲသူ့ကြောင်းနေတဲ့အကြောင်းသားဒါမဲ့ပြန်လာတဲ့ချိန်မှာဘာအနေနဲ့ပြန်လာလဲဂေါလက်ကိုနိုင်တဲ့သူစစ်သူကြီးအနေနဲ့ပြန်လာတာဖြစ်တယ်ဟာလေလုယာဒီနေ့အစမှာဘာနဲ့စလဲဒါဝိကနာခံခြင်းအသက်တာနဲ့စလိုက်တဲ့ချိန်မှာအာမင်နာခံခြင်းအသက်တာနဲ့စလိုက်တဲ့ချိန်မှာအာကိုရမှန်တဲ့ချိန်မှာဖခင်ရှင်ကသူ့ပြန်လာတဲ့ချိန်မှာဂေါလက်ကိုနိုင်တော့သူဣသေလရဲ့ရန်သူတော်တို့ကိုနိုင်တဲ့သူဒါဝိဖြစ်ဖခင်ရှင်ကပြန်လာစေတာဖြစ်တယ်အာမင်ကျွန်တော်အသက်တာမှာဘာနဲ့စရမလဲနာခံခြင်းနဲ့စတဲ့ချိန်မှာဖခင်ရှင်ကကျွန်တော်ကိုအောင်မြင်ခြင်းနဲ့အင်ကိုပြန်ရတော့ခွင့်ပေးမှာဖြစ်တယ်ဒီနေ့ကျွန်တော်ဝင်ငါတဲ့နှုတ်ကပတ်တော်ဒီနေ့ပရိသတ်တွေကခွန်အားရမလားမသိဘူးကျွန်တော်မန်နေဂျာရေလေအားရအယံခွန်အားရနေတယ်အာမင်ကျွန်တော်ဒီနေ့ဒီမှာရောက်ရှိလာတဲ့ယုံကြည်သူသားမျိုးချင်းစီတိုင်းလဲအယံခွန်အားရမယ်လို့ကျွန်တော်ယုံကြည်တယ်လက်တွေ့လှုပ်ဆောင်ရမယ့်အရာတွေဖြစ်တယ်အာမင်နာခံခြင်းအသက်တာနဲ့ဒါဝိတွားတဲ့အချိန်မှာသူဖျားကိုစော်ကားတဲ့သူကိုသူကကြောက်စရာလို့မမြင်တဲ့ဒါဝိဖြစ်တယ်နော်ပြီးတော့လူတွေစင်ပေးလိုက်တဲ့လောကအဝတ်စုံတွေနဲ့အဲ့ရန်သူကိုရင်ဆိုင်ဖို့မသွားဘဲနဲ့ဖယားကိုယုံကြည်ခြင်းဖယားကိုအားကိုးခြင်းနဲ့သွားလိုက်တဲ့ချိန်မှာဒီနေ့ဖယားရှင်ကဒါဝိကိုအောင်နိုင်ခြင်းပေးတယ်ဣတိလက်သမိုင်းတွေမှာအကြီးကျယ်ဆုံးဘုရင်ကဒါဝိပဲမယုံကြည်တဲ့လူတွေကတောင်ဒါဝိဆိုမှနာမည်တတ်တဲ့အထိနာမည်ကြီးတဲ့သူဖြစ်တယ်နော်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာပါလဲဆိုတော့ဒါဝိချောင်းထဲနေကောက်လိုက်တဲ့ကြောက်စလုံးတွေကဘာဖြစ်နေလဲဆိုတော့ချောမွေးနေတာဖြစ်တယ်အဲ့ဒါဘာကြောင့်ချောမွေးနေလဲဆိုတော့အဲ့ကြောက်ခဲတွေကရေရဲတိုက်စားခြင်းကိုခံနေရတယ်ကြောက်တုံးချင်းချင်းရဲ့ပုတ်တိုက်ခြင်းကိုခံနေရပြီးမှဘာဖြစ်လာလဲလုံချော်တဲ့ကြောက်လုံးလေးတွေဖြစ်လာတယ်ဒီနေ့ကျွန်တော်အသက်တာမှာလဲတိုက်စားခြင်းတွေခံနေရလားတိုက်ခိုက်တွေခံနေရလားကြောက်ရွံ့ခြင်းတွေနဲ့ကြုံရင်ဆိုင်နေရလားဖယားရှင်အမှုတော်တဲ့ဖယားကအသင်ကိုတိုက်စားနေတာဖြစ်တယ်အာမင်ဖယားကိုဘုန်းတော်ထင်ရှားသေးသောတာမီးရောက်ခြင်းစီတံဖြစ်ဖို့ဖယားရှင်ကောင်းချီးပေးပါစေ